မင်္ဂလာပါသားတို့သမီးတို့ရေအခုဒီချဲသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့သင်ခန်းစာစနစ်တာဝန်သိ၍တာဝန်ယူတတ်သူဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကွယ်ဒီချဲတို့ဟာဒီသင်ခန်းစာလေးကိုသင်ကြားရခြင်းရဲ့ရည်ရွယ်ချက်ကတော့လူမှုဝန်ထမ်းစိတ်ရှိသူတယောက်ဖြစ်ဖို့အတွက်သားတို့သမီးတို့ကိုလေ့ကျင့်ပေးခြင်းလို့ဖြစ်ပါတယ်ကွယ်ကဲလူမှုဝန်ထမ်းစိတ်ဆိုတာဘာလဲလူမှုဝန်ထမ်းစိတ်ဆိုတာတာဝန်သိစိတ်ကိုဆိုလိုတာကွယ်ကဲအဲ့ဒါဆိုရင်ဒီချက်တို့အောက်ကရုပ်ပုံလေးတွေကိုကြည့်ကြရအောင်ရုပ်ပုံနံပါတ်1မှာဆိုရင်တော့သင်ဟာတဲ့အเจ้าမှာအသင်းတာဝန်ကျတဲ့နေ့ဖြစ်စေတာဝန်မကျတဲ့နေ့ဖြစ်စေသင်မုန်းကိုအမြဲတမ်းတန့်စင်ပေးသူဖြစ်ပါသလားဘာကြောင့်လဲကဲတာတို့သမီးတို့စဉ်းစားကြည့်ကြနော်ကိုယ့်ရဲ့တာဝန်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုယ့်ရဲ့မျက်စိရှိမှအမြင်မတော်လို့လှုပ်လိုက်ရင်ဒါဟာတာဝန်သိတဲ့သူတဦးရဲ့အလုပ်ဖြစ်ပါရဲ့ကွယ်ကဲပုံနှစ်ကလေးကိုကြည့်ကြရအောင်ကျောင်းရှိအိမ်ရှိလမ်းပေါ်မှာရှိတဲ့ဂျိုင်းကွက်တီကိုတဲ့ဘသူကမှတာဝန်မပေးဘဲနဲ့ညီဖို့ပြုပြင်ခဲ့ဘူးပါသလားတဲ့ဘာကြောင့်လဲတဲ့ကိုယ့်ရဲ့မျက်စိရှိမှအမြင်မတော်လို့ပြုလုပ်ပေးရင်ဒါကတာဝန်သိစိတ်နဲ့ပြုလုပ်ပေးတာဖြစ်ပါရဲ့ကွယ်ကဲနောက်ထပ်ပုံလေးကြည့်ရအောင်လမ်းပေါ်မှာကို့ကြောင့်လမ်းသွားလမ်းလာများကိုအနှောက်အယှက်မဖြစ်စေဖို့နဲ့ကိုကာကွယ်စောင့်ရှောက်ဖို့အတွက်အမြဲတမ်းသွားလာကြရမယ်ကွနော်ကိုကြောင့်တယောက်ယောက်ကိုကစပိန်လေးစီးလာတယ်ကိုကြောင့်တယောက်ယောက်လန့်ပြီးတော့ချော်လဲသွားတာမျိုးကိုစပိန်နဲ့တိုက်မိပြီးထိကြိုက်မိတာမျိုးကိုလည်းမဖြစ်စေဖို့အတွက်အမြဲတမ်းသတိထားပြီးသွားလာသင့်တယ်ကွကဲအဲ့ဒါဆိုရင်တော့ဒီချေကအခုတာဝန်သိ၍တာဝန်ယူတတ်သူဆိုတဲ့ဇလန်းလေးကိုဖတ်ပြပေးပါမယ်စောပြားရယ်ဟာတဲ့မိရထားဘူတာနဲ့တမိုင်ခန့်ဝေးတဲ့အမကကျောင်းတစ်ကျောင်းကကျောင်းသားတစ်ယောက်ဖြစ်တယ်။ကျောင်းသွားတဲ့ခါတိုင်းတောင်အောက်မှာရှိတဲ့မိရထားတန်လန်းကိုကြော်ဖြတ်ပြီးသွားရတယ်ကွယ်။တနေ့မှာကျောင်းတန်ရှင်ရေးတောင်ဝင်ကြတဲ့အတွက်ကျောင်းကိုစောလာခဲ့တယ်။မိရထားတန်လန်းအပြိုင်နှစ်ခုနားကိုရောက်တဲ့ချိန်မှာတော့တန်လန်းပေါ်မှာတောင်ပေါ်ကနေပြိုကျလာတဲ့တစ်ပင်ကြီးတစ်ပင်ပြိနေရကိုတွေ့ရတယ်ကွယ်။အဲ့ဒီချိန်မှာမိရထားဟာပုံမှန်ဝင်နေကြအချိန်လိုနေသေးတယ်။ဒါကြောင့်သူ့ရဲ့ရွာကိုသူကအပြေးပြန်ပြီးတော့ကျေးရွာအုပ်ချုပ်ရေးမှုကိုအကျိုးအကြောင်းပြောပြရင်ဆုံးဖြတ်လိုက်တယ်ကွယ်။ဘာကြောင့်လဲဆိုတော့တန်လန်းပေါ်တစ်ပင်ကြီးပြိုလဲကျနေတာကိုမိရထားမောင်းသူသိအောင်အမြန်ဆုံးလုံးမရမယ်ကွယ်။တောင်ခွေ့မှာရှိတဲ့တစ်ပင်ကြီးလဲကျနေတာကိုမိရထားမောင်းတဲ့သူကရုတ်တရက်မမြင်နိုင်ဘူး။အဲ့လိုနဲ့အရှိန်နဲ့ဝင်တိုက်မိရင်မိရထားပေါ်မှာရှိတဲ့ခရီးသည်အားလုံးဒုက္ခရောက်ကုန်မှာကိုသိတယ်ကွယ်အဲ့ဒီအတွက်ကြောင့်မို့လို့စောပြားရယ်ဟာနိုင်ခွန့်ကြံ့ကြအောင်အပြေးသွားပြီးကျေးရွာအုပ်ချုပ်ရေးမှုကိုအကျိုးအကြောင်းပြပြခဲ့တယ်ကျေးရွာအုပ်ချုပ်ရေးမှုကလည်းရွာသားတွေကိုအမြန်ဆုံးစုစည်းပြီးတော့ထိုတစ်ပင်ကြီးကိုတန်လန်းပေါ်ကနေပြီးတော့ဖယ်ရှားလိုက်တယ်ကွယ်ထို့ပြင်စောပြားရယ်ရဲ့လူမှုဝန်ထမ်းစိတ်နဲ့တာဝန်သိတတ်စွာလှုပ်ဆောင်ချက်ကိုမိရထားဌာနနဲ့ကျောင်းအုပ်ကြီးတို့အားကျေးရွာအုပ်ချုပ်ရေးမှုကအကြောင်းကြားခဲ့တယ်။စောပြားရရဲ့တာဝန်သိတတ်မှုကြောင့်မိရထားမောင်းသူနဲ့ခရီးသည်များအားလုံးအခက်အခဲကနေလွတ်မြောက်ခဲ့ရတယ်။တာဝန်သိသောစောပြားရကိုကျောင်းတွင်အခမ်းအနားနဲ့သက်ဆိုင်ရာကဂုဏ်ပြုခဲ့တယ်ကွယ်။ကဲသားတို့သမီးတို့ရေစောပြားရဟာအမတန်ကိုတာဝန်သိတဲ့ပြည်သူတဦးဖြစ်တဲ့ကွယ်။အဲ့တော့ဒီဇလန်းလေးကိုသင်ခန်းစာယူပြီးတော့သားတို့သမီးတို့ကလေကို့အတွက်အမြင်မတော်တဲ့အရာမျိုးတွေအန္တရာယ်ဖြစ်စေတဲ့အရာမျိုးတွေတွေ့တဲ့အခါမှာကိုကဥအောင်သက်ဆိုင်ရာကိုသွားပြီးတော့အကြောင်းကြားပေးရမယ်နော်ကဲအခုသင်ခန်းစာလေးကိုဒီမှာရင်ရပ်ပါမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်